ကဲ wireless mic နဲ့လာမင်းနေကြတဲ့ customer တွေအတွက်မင်းတို့စီမှာဒီနေ့ wireless mic တွေအသစ်ရောက်ရှိထားပါတယ်ခင်ဗျာဒီကောင်လေးတွေကဈေးနှုန်းလေးကလည်းအသင့်တင်ရှိပြီးတော့မှ mic ဆွဲအားလည်းအရန်ကောင်းပါတယ်ခင်ဗျာကဲဒီကောင်လေးကိုတစ်ချက်ဖွင့်ပြပေးပါမယ်နော်ဒီကောင်လေးမှာဆိုရင်ဒါမျိုးသူ့ရဲ့အညွှန်းစာရွက်ကတ်လေးပါအောင်မယ်နော်ကဲဒီဘက်မှာက mic ဆွတ်လေးပါပါတယ်ခင်ဗျာလူကြီးမတို့ဖုန်းလေးပါမဝင်အောင်လဲ mic ဆွတ်ဖို့အတွက် mic ဆွတ်လေးတစ်ခါပါမယ်နောက်ပြီးတော့ဒီကောင်လေးကသူ့ရဲ့ recipe ပါတုံးလေးပါခင်ဗျာနောက်ပြီးတော့ဒီမှာသူ့ရဲ့အာသွင်းကြိုးလေးပါခင်ဗျတိုက်စီလေးနဲ့အာသွင်းရမှာဖြစ်ပါတယ်နော်ဒါကတော့လစ်သီယန်တခဲလေးတစ်လုံးပါမယ်ပြီးလို့ရှိရင်နိုင်တခဲပုံစံမျိုးတခဲလေးနှလုံးပါမယ်ခင်ဗျအဲ့ဒီအပြင်ကမှနောက်ထပ်မိုက်ပေါက်ကျွန်တော်တို့ဒီမှာတက်ဖို့အတွက်ဒါသူကခေါင်းအကြီးနဲ့ပေးထားတယ်တကယ်လို့ခေါင်းအကြီးမရတဲ့ပေါက်တွေမှာဆိုရင်ကျွန်တော်တို့ဒီခေါင်းအသုံးထည့်တက်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျဒါမျိုးလေးအသုံးပြုလို့ရမှာဖြစ်ပါတယ်နော်ကဲသူ့ရဲ့မိုက်ပုံစံလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်မိုက်မှာကမိုက်အစွတ်လေးလည်းပါပါတယ်နော်ဒါမျိုးလေးကျွန်တော်လူချင်းမျိုးတို့ဒီလိုတင်ထားတဲ့အခါမှာလိမ့်မကျသွားရအောင်လို့ဒါမျိုးမိုက်အစွတ်လေးတစ်ခုပါပါတယ်ဒါမျိုးလေးတင်ထားလို့ရပါတယ်ခင်ဗျဒါဆိုမလိမ့်တော့ပါဘူးခင်ဗျမိုက်မှာတော့တခဲလေးထည့်ရပါမယ်နော်ဒီတခဲလေးနှလုံးထည့်ပြီးအသုံးပြုရမှာဖြစ်ပါတယ်ဒီကောင်ရဲ့အတန်ထွက်လေးကိုကျွန်တော်တစ်ချက်ဆန်းပြပေးပါမယ်ခင်ဗျာ M8 Pro လေးနဲ့ဆန်းပြပေးပါမယ်နော်နောက်ပြီးတော့ဒီကောင်ကဘယ်လိုသုံးရလဲဆိုတာသိဖို့အတွက်လူချင်းမင်းတို့ Bluetooth ပေါက်မှာဒီလိုမျိုးမိုက်ပေါက်တစ်ပေါက်ပါလို့ရှိရင်လွယ်တကူအသုံးပြုလို့ရပါတယ်ခင်ဗျဒီ receiver တုံးလေးကိုကျွန်တော်တို့ကထုတ်မယ်ပြီးလို့ရှိရင်အထက်ကိုတစ်ခဲလေးထည့်ပါမယ်ခင်ဗျတစ်ခဲလေးထည့်ပြီးတာနဲ့ဒီနားမှာခလုတ်လေး on off ရှိပါတယ်ခင်ဗျဒီကောင်လေးကို on လိုက်ပါဒါမျိုးမီးလေးလင်းလာရပါပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမိုက်ပေါက်လေးမှာဒီမှာနော်ဒီမိုက်ပေါက်လေးမှာထည့်သုံးပါမယ်ဖြစ်ပြီးလို့ရှိရင်ဒီတက်ခဲလေးကတော့ကျွန်တော်တို့ဟိုမှာမိုက်မှာထည့်မှာပါနော်hello testing 1 2 hello 1 2 hello ဒီကောင်ရဲ့ mic